ဒီလူပါလို့တစ်မြစ်တွေပေါ်မှာအတင်းပြေးနေရတာလဲတိုင်းကျစ်နေတာလားလို့တချို့ကမေးကြပါတယ်တကယ်တော့မဟုတ်ပါဘူးသူကရေထဲမှာပုံနေတဲ့ငါးတွေကိုလက်ရှာနေတာပါအဆာဘေးတော်နိုင်ငံရဲ့ဗဟိုမေရီကကန်ယူရန်တစ်လျှောက်မှာလက်မှုတော်တွေအစုလိုက်အခဲလိုက်ရှိနေပါတယ်ဒီပင်တွေကစားငံတန်ကိုခန္ဓာရည်ရှိုံတင်မကပဲသူတို့ရဲ့အမြစ်တွေကနေတဆင့်စားတတ်အများစုကိုလည်းစစ်ထုတ်ပေးနိုင်ကြပါတယ်လိုင်းတန်ကိုခန္ဓာရည်ရှိဖို့အတွက်တကိုင်းတွေပေါ်ကနေထောက်တိုင်မြစ်တွေအများကြီးထွက်လာပြီးရှစ်နွယ်တွေတဲ့အထိနက်နက်ရှိုင်းရှိုင်းစိုက်ဝင်နေတတ်ကြပါတယ်ဒီလိုအကွေးလိုက်ရှက်နွယ်နေတဲ့အမြစ်တွေကပဲရေနေတတဝါလေးတွေအတွက်တဘာဝသားဖောက်ခန်းဖြစ်လာပါတော့တယ်ငါးသေးလေးတွေနဲ့ကနန်းလေးတွေကရန်သူတွေရန်ကနေအဲ့ဒီထဲမှာပုံအောင်နေတတ်ကြပြီးခန္ဓာကိုယ်ပူကြီးတဲ့ငါးတွေကတော့အစာရှာဖို့အတွက်အဲ့ဒီထဲကိုတိုးဝင်လာတတ်ကြပါတယ်ဒီလူကတော့ဒီစာကွင်းဆက်ကိုအပိုင်တွက်ချက်မိလို့ပဲတစ်မြစ်တွေပေါ်မှာအမြန်ပြေးလွှားနိုင်တဲ့ဒီလိုထူးခြားတဲ့အတတ်ပညာကိုလေ့ကျင့်ထားနိုင်ခဲ့တာဖြစ်ပါတယ်သူအသုံးပြုတဲ့ငါးဖမ်းကိရိယာကတော့အရန်ကိုရိုးရှင်းပါတယ်ငါးများကျိုးတစ်ချောင်းနဲ့ငါးများချိတ်တစ်ခုပဲရှိပြီးငါးစာကတော့တစ်ပင်ပေါ်ကနေလက်လန်းတမီဖမ်းလို့ရတဲ့ကနန်းပေါက်စလေးတွေပါပဲငါးများချိတ်မချခင်မှာသူကရေထဲကိုတိရွက်အနေငယ်အရင်ပစ်ချလေးရှိပြီးပိုးကောင်လေးတွေရေထဲကျသွားတဲ့အတန်မျိုးဖြစ်အောင်အတူခိုးပြတာပါငါးတွေကဆူဆူရှိတတ်တာမို့လို့မကြခင်မှာပဲဆွဲဆောင်ခြင်းခံလိုက်ရပါတော့တယ်အဲ့ဒီအချိန်ကျမှငါးများချိတ်ကိုငါးအုပ်စုအလဲအမြန်ပစ်ချလိုက်ရင်စောင့်တောင်မစောင့်လိုက်ရပါဘူးပိတာချိန်တော်တန်ရှိတဲ့ငါးကြဤတွေဟာချက်ချင်းပဲဟမ်းမိပါတော့တယ်ခဏလေးအတွင်းမှာပဲအဲ့ဒီလူရဲ့ခါမှာငါးတွေအပြည့်ချိတ်ဆွဲထားနိုင်ခဲ့ပါပြီကဲဝအောင်စားဖို့လောက်ပါမလားလို့ပဲမေးလိုက်ချင်ပါတော့တယ်